တခါတရံကိုကိုယ်တိုင်ကမိယုခနာမိကောင်းခခင်သာသမီဖြစ်လို့တရားတရားလေးအထိုက်အသင့်ရှိနေတာကိုအထင်မကြီးနေနဲ့ဒီဘဝမှာအခိုင်အမာမတိဆောက်ဘူးဆိုလို့ရှိရင်နောက်ဘဝဟာလွယ်လွယ်ကူကူလေးနဲ့ပြောင်းလဲသွားမှာဒီစိတ်ဓာတ်ကလေးပဲအဲ့ဒါကြောင့်မို့သာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်လေးမှာဒီမှန်ကန်တဲ့စိတ်ဓာတ်ကလေးတွေကိုခိုင်ခိုင်မာမာတိဆောက်ထားဖို့လိုအပ်တယ်ဒသနာမူလိကတတ္တအတိညာကိုအခြေခံတဲ့သရတရားသောတပတ္တိမက်လို့ခေါ်တယ်အတိညာကိုအခြေခံတဲ့သရတရားမျိုးရအောင်တိဆောက်ထားမှသာမြဲတယ်လို့မို့ဆိုရင်မမြဲဘူးကြည့်ဘုရားအလောင်းကတ္တဝဘုရားပွင့်ပြီးရင်ပွင့်မဲ့ဘုရားအလောင်းနော်ဘုရားကြောင့်ခေါ်တော့ဗာပြောမလိုက်ချင်ပါဘူးတဲ့ဒီကရုံးရုပ်တွေစီဟောဒီလိုပြောအဲ့ဒါနဲ့တငယ်ချင်းလုပ်တဲ့လူကလည်းတော်တယ်ဒါဖြင့်တငယ်ချင်းကြောင်းမသွားဘူးဆိုရင်ဒီနာတို့မြစ်သွားပြီးရေချိုးအောင်ရေချိုးအောင်ဆိုအလွယ်တကူလိုက်သွားခုခေတ်လည်းတူတူပဲစားတော့ဆိုင်သွားအောင်ဆိုလိုက်မယ်နော်ခေါင်းသီးသွားရအောင်ဆိုလဲလွယ်လွယ်ကူကူပဲနော်လက်ဖိတ်ဆိုင်သွားအောင်ဆိုရင်ရောမလိုက်ပေဘူးလားဒီတရားပွဲသွားရအောင်ကျောင်းသွားရအောင်ဆိုရင်တော့မအားသေးဘူးအလုံးမအားသေးလို့ဒီနေ့ဒီလိုတွေရောမတွေ့ရဘူးလားတွေ့ရတယ်ဒါအပြစ်ပြောเสียမဟုတ်ဘူးဘာဖြစ်လို့တုံးဆိုတော့တတ္တဝါတွေရဲ့စိတ်ဓာတ်ကိုကဒီလိုရှိတာအဲ့တော့ဒီလိုရှိတာကိုတချို့ကထင်သေးတယ်တို့ကတော့ပါရမီနုနေသေးလို့နောက်ပါရမီရင့်လာရင်ဖြစ်လိမ့်မယ်လို့ဒီလိုထင်တယ်မဖြစ်ဘူးဘယ်တော့မှလည်းရင့်လာမှာမဟုတ်ဘူးခုတည်းကမလေးကျင့်လို့ရှိရင်ဘယ်တော့မှရင့်လာမှာမဟုတ်ဘူးပြောကြတယ်မို့လားလက်ဖန်ဆိုရင်သိနောက်ကျသွားပြီဓမောလိုဝိပြီးတူးလိုက်အဲ့တော့နောက်ဘဝဆိုရင်သိနောက်ကျသွားပြီဒီအခြေအနေမျိုးကိုရကြမှာရမှာရထားတဲ့အခြေအနေခေါင်းလေးမှာကိုလို့ဆရာရှိတာတွေကိုပြီးပြင်းဖြစ်အောင်အခိုင်အမာဖြစ်အောင်တိဆောက်ထားဖို့မလိုအပ်ဘူးလားလိုအပ်တယ်သာသနာတော်နဲ့လည်းကြုံတွေ့နေတယ်ဘုရားတရားတွေလည်းနာယူခွင့်ရနေတယ်ဒီချိန်လေးမှာဟိုကိစ္စဒီကိစ္စအကြောင်းပြပြီးတော့မလုံးမိဘူးဆိုလို့ရှိရင်ဒီဘဝဝေးတာတဲ့နောက်ဘဝကျပိုဝေးသွားမှာနီးလာမယ်လို့တော့မအောင်မေ့နေနဲ့ဝေးသွားဖို့ပဲရှိတယ်ဘုရားလောင်းအရက်မှာရည်တောင်ဘုရားကြောင့်ခေါ်လို့မရဘူးเนาะ